တကဘာလုံးကရေနံလိုချင်တာတဲ့မဟုတ်ဘူးတကယ်တမ်းတကဘာလုံးကငင်းချမ်းလိုချင်နေတာရေနံကပုံစံပြထားတဲ့ရတခုပဲအခုရေနံမရစီမရတဲ့ကလူတွေကုန်ရှုပ်ချက်တွေခတ်ပြီးတော့စိတ်တွေပူကိုယ်တွေပူပင်ပန်းနေတာလေတကယ်တမ်းတကဘာလုံးလူတွေလိုတာကရေနံလိုတာမဟုတ်ဘူးရွှေလိုတာမဟုတ်လက်နဲ့လိုတာမဟုတ်ဘူးငွေလိုတာမဟုတ်ဒေါ်လာလိုတာမဟုတ်ငင်းချမ်းရေးလိုတာဒါလို့ပြီးတော့အခုငင်းချမ်းလားတိုင်းပြည်မှာကဘာမှာရောငင်းချမ်းလားမင်းတို့ရဲ့စိတ်ထဲမှာရောငင်းချမ်းလားဖုံးဖုံးတို့မှလည်းမငင်းချမ်းဘူးပါကြည့်ရတဲ့သတင်းကြားလိုက်ရတဲ့အကြောင်းအရာတွေတကဘာလုံးလိုချင်နေတာတခုတည်းပဲဘာတော့ peace လိုချင်တာတို့တော့အဲ့ peace ကဒီမှာမေတ္တာတို့ကရုဏာတို့မပါဘဲနဲ့ peace ကမရှိဘူးဟိုမှာ work for peace ငြိမ်းချမ်းရေးတဲ့လမ်းလျှောက်တဲ့ဥပညာကရလမ်းလျှောက်တဲ့တကဘာလုံးဝိုင်းငိုချဟိုအမေရိကန်ရောဒီတခြားနိုင်ငံတွေရောကြည်နေရလေဘာဖြစ် peace ကိုလိုချင်တာအဆောက်အဦတွေလိုချင်တာမဟုတ်ဘူးအမြတ်ရထားကြီးလိုချင်တာမဟုတ်ဘူးကြီးတဲ့ရထားကြီးလိုချင်တာမဟုတ်ဘူး peace ကိုလိုချင်တာတို့တော့လူတွေက peace ကိုရှိုင်းနဲ့မ peace မဲပါဖြစ်နေစိတ်ပိတိမှုတွေနဲ့ပဲပြီးနေတော့တယ်